မင်္ဂလာပါဗျာတန်ခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ဒါ21ရက်နေ့အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့တလုံးမိုင်ပတ်တီဝမ်းချင်းလေးနဲ့ဓာတ်ကွက်ကောင်းမင်းရက်ကွက်ကိုကျွန်တော်အလကားလိုက်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေတလုံးတော်ရတဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာကာကွက်ပြုပါတယ်ကဲကျွန်တော်ဒီနေ့တနင်္လာနေ့အဖွင့်ပွဲရတော့ပေါ့နော်ဒါမင်္ဂလာရှိသွားပြီနော်မင်္ဂလာနှစ်ထပ်ကွမ်းမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါဝမ်းချင်းခွန်6ဝမ်းချင်းနဲ့မနေ့ပိုင်းမှာကျွန်တော်3ရက်မကျော်4လုံးအခွေတပတ်စာကတ်က3468ဒါအောင်မြင်မှုတွေအတီးတီးဒါဝမ်းချင်းရောအခွေရောတန်းထွက်ပြီနော်အပူးနဲ့ညနေပိုင်းမှာဆိုရင်ကျွန်တော်တို့တော့တပတ်စာကတ်က35 break 3ဆိုအောင်မြင်ခဲ့ပြီTelegram သုံးတဲ့သူတွေဆိုညနေပိုင်းမှာကျွန်တော်305ဝမ်းချင်းမှာတင်ပေးလိုက်တာเนาะမိတ်ဆွေတို့เนาะနှစ်သီးစားရမှာဗျာเนาะ Telegram လူတွေဆိုနှစ်သီးစား Telegram ဗမာကြည့်ရမလို့ဆိုရင် Telegram သုံးရင်ဒီဘွားလင်လေးကိုထောက်ပြီး Telegram channel ကို join ပေးထားเนาะဒါက Telegram channel လင်လေးပါ Telegram မှာဆိုရင်မနက်ပိုင်းဝမ်းချင်းမှန်ညနေပိုင်းဝမ်းချင်းမှာထပ်မံကြည့်ရှုခန်းစားခွင့်ရှိပါတယ်เนาะဒါကြောင့်မလို့ Telegram သုံးရင်ဒီဘွား Telegram လင်လေးကို join ပေးထားပါဗျာเนาะကဲကျွန်တော်ဂူပြောမှာကဘာလဲဆိုတော့ဒါတလုံးမိုင်ပတ်တီဝမ်းချင်းပြောမယ်ပြီးကြရင်ဒီဗီဒီယိုဖိုင်ရဲ့အဆုံးမှာတပတ်စာကကြံရက်လိုက်ဖို့တလုံးနဲ့တော့ break နှလုံးချမယ်ထက်စီ3လုံးခွေတွေပြန်ပြောမယ်ငွေကနန်းလေးတွေပြန်ပြောမယ်ဟုတ်ပြီလားနော်ဒါကြောင့်မလို့ဗီဒီယိုဖိုင်ကိုစုံစမ်းတိုင်အောင်ကြည့်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုလဲနံပါတ်1အချက် like လက်မလေးတွေကိုစီနှိပ်ပေးသွား comment မှာကျွန်တော်နှုတ်ကပြောတဲ့ကနန်းကိုမှန်ပေးသွားနံပါတ်3အချက်အများမြင်များပေါက်စီရင် share သွား page ကို follow လုပ်သွားနော်အားလုံးပဲဟုတ်ပြီလားဒါဆိုကျွန်တော်စပြောမယ်မနေ့ကအင်္ဂါနေ့အတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီတေချာမှတ်ပါအဲ့ပတ်တီကဘာလဲဆိုတော့4ပိုင်4ပတ်တီ4နဲ့ဆိုရင်ဓာတ်ကွက်ကောင်းတစ်ခါလေးပြောမယ်4နဲ့ဆို42မှာ5ဓာတ်ကွက်ကောင်းဟုတ်ပြီလားနော်43 42 49ဒီကနန်း3ကွက် main or ဟုတ်ပြီလားနော်တေချာမှတ်နော်43 42 49 main or ဟုတ်ပြီလားနော်တေချာမှတ်ပါအရင်လုံးပိုင်ပတ်တီ6ပိုင်6ပတ်တီ6နဲ့ဆိုရင်6 3 9 5 9 2 9ခွန်ဒီကနန်းလေး4ကွက်ထူးရှယ်4ကွက် main or ပြီးတော့ထိုးအရင်လုံးပိုင်6ဝမ်းချင်းစော့ခြင်း၄ကိုဝမ်းချင်းကျွန်တော်ဘာနဲ့ကတ်ကမလဲဆိုရင်3529နဲ့ကတ်ပါ3529နဲ့၄ကိုဝမ်းချင်းကို3529နဲ့ကတ်ပါအဓိကကတ်ကမှာက၄ကိုဝမ်းချင်းကို35နဲ့အဓိကကတ်ပေးပါเนาะမိတ်ဆွေတို့เนาะ9နဲ့ပတ်သက်တကွက်ကောင်းက65 4နဲ့ပတ်သက်တကွက်ကောင်းက45ပါเนาะအားလုံးပဲဒါလေးက၄ကိုဝမ်းချင်းလေးနဲ့ကျွန်တော်တို့ပေါ့เนาะတကွက်ကောင်းလေးတွေကိုပြောပြပေးတာဖြစ်ပါတယ်ကဲကြံရက်လိုက်ဖို့ break နှလုံးလေးနဲ့ထိပ်စီး3လုံးခွေလေးပြောမယ်လိုက်မယ်လူတွေ100ခိုင်နှုန်းလိုက်လို့ရပြီကြံရက်လိုက်ဖို့ကျွန်တော်ရဲ့ break ငကိုသွင်းတော့တလုံးနဲ့ပေးတာကျွန်တော်3ည break ထွက်သွားပြီဆိုတလုံးပဲပေးတာဒါပေမဲ့ပို့ပြီးတော့ကျင်းသေးအောင်ဒီဘက်ကကျွန်တော်လုံးမဲ့ဘက်ဒိုင်းနေစားပေါက်လုံးမဲ့ဘက်တည်တယ်ဒါကြောင့်မလို့နှလုံးပေးခဲ့မယ်ပို့ပြီးတော့ကျင်းသေးအောင် break နှလုံးကကျွန်တော်ခွန်5 break ပါခွန်5 break မှာဘလူးကနန်းမျိုးတွေတင်ထိုးရမယ်သေချာမှတ်ပါ1419 6469ဆိုတဲ့ကနန်းလေး၄ခွက်တင်5 break မဟုတ်ပါဘူးတင်5 break တောင်ဖြစ်တယ်ဟိုပေါ့နော်ခွန်5 break လိုက်မဲ့သူတွေကပေါ့နော်1419 6469ဆိုတဲ့ကနန်းလေး၄ခွက်ကိုထူးရှယ်တင်ပြီးတော့လိုက်ပါနော်ဒါကျွန်တော်တို့တပတ်စာကတ်ကကြံနေတဲ့ဒါ35 break ကထူးရှယ်၄ခွက်1419 6469ဆိုတဲ့ကနန်း၄ခွက်ထိပ်စီး3လုံးခွေက114ဆိုတဲ့အပူပါထိပ်စီး3လုံးခွေဖြစ်ပါတယ်လိုက်လက်စလူတွေဆက်လိုက်ပါကျင်းသေးပေါက်လာဖို့ရှိမယ်နော်တခါတည်းဒီနေရာကနေပြောပြီးသားနော်မိတ်ဆွေတို့နော်ပြီးကြမှာမရဘူးမပေါက်ဘူးတော့မလုံနဲ့အဲ့ဒါကိုမမြင်ချင်ဘူးငွေကနန်းထူးရှယ်၄ခွက်သေချာမှတ်ပါဟုတ်ပြီလားနော်22မှ3 22မှ5 22မှ6 22မှ9 22မှ8 22မှ9เนาะဒါမွေးကနန်းထူးရှယ်6ခွက်မိတ်ဆွေတို့အတိဟုတ်ပြီလားเนาะစင်ပြေကြပါစေဒီနေရာနေပဲဒါလိုက်လက်စာလူတွေဆက်လိုက်ပါတပတ်စာကတ်ကကျွန်တော်ရဲ့ဝမ်းချင်းလေးနဲ့တွဲဆော့ကြည့်ဒါဥပမာပေါ့ဗျာဝမ်းချင်းရရင်ဗရိတ်နဲ့တွဲဆော့တာမျိုးကျွန်တော်ရဲ့ဝမ်းချင်းလေးကိုဒါထိပ်စီး3လုံးခွေနဲ့တွဲဆော့တာမျိုးကင်တာမျိုးကျွန်တော်ဝမ်းချင်းကိုကျွန်တော်တို့မွေးကနန်းနဲ့ကတ်ကင်တာမျိုးအဲ့လိုမျိုးလေးဆော့ကြည့်เนาะကဲအစင်ပြေပါစေဒီနေ့လဲဒါရလိုက်ပေါက်လိုက်တဲ့သူလေးတွေကကျွန်တော်တို့တွေပေါ့เนาะဒီ6ဘူးမှာဘယ်လောက်ဖိုးရတယ်3ညဘူးမှာဘယ်လောက်ဖိုးရတယ်ဆိုတော့ comment လေးမှာမြင်ကြပါတယ်ဒုတိယချင်းစီလည်းအဆင်ပြေတယ်เนาะ Telegram သုံးတဲ့သူတွေကဒါမနေ့ပိုင်းဝမ်းချင်းအစောထွက်ရင်ညနေပိုင်းမှာဝမ်းချင်းထက်လိုချင်နေဆိုရင်ဒီဘွား Telegram လင်လေးကိုနှိပ်ပြီးတော့ Telegram ဟို join ထားเนาะအားလုံးပဲเนาะ Telegram မှာကျွန်တော်အမြဲတမ်းရှိပါတယ်ကျွန်တော်ငကားလေးအမြဲတမ်းရှိပါတယ်เนาะ Telegram channel မှာအမြဲတမ်းတင်ပေးတယ် Telegram channel ကဘာကောင်းလဲဆိုတော့ပေါ့เนาะဒါရုံးဝင်တဲ့နေပေါ့เนาะဥပမာပေါ့เนาะကျွန်တော်တို့
ဒါမအားမလတ်တဲ့ဂျားတွေကကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့လူတွေဆိုရင်ဒါဒီမှာကွက်ကွက်ကုန်းကင်းရေးပြထားတဲ့ Telegram Channel မှာဆိုနော် live show မကြည့်နိုင်တဲ့သူတွေမအားလတ်တဲ့သူတွေဆိုကွက်ကွက်ကုန်းကင်း Telegram မှာရေးပြထားဒါကြောင့်မလို့ Telegram ကိုဆိုင်ရသွားဖို့တော့ကျွန်တော် channel လေးကို join ထားစီနေနော်အားလုံးကိုချစ်ပါတယ်ဗျဘာမှမမိတ်ဆွေတို့ဒီနေ့မှဒီနောက်လာမဲ့မနှက်ဖြန်ပေါင်းများသမှာမင်္ဂလာရှိတဲ့မနှက်ဖြန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေစံနှနဲ့ဘဝတွေတက်ထက်တဲ့ကြကြပါစေတာယာပျော်ရွှင်နေရကောင်းတဲ့မိသားစုဘဝတွေကိုပုံဖော်ဖန်တီးနိုင်ကြမယ်ကျွန်တော်ဆုတောင်းပေးပါတယ်ဗျအားလုံးကိုချစ်ပါတယ်ဗျဘာမှမ